တင်းတက်ချင်တယ်ဆိုရင်တော့ YouTube မကြည့်ပါနဲ့ဟုတ်ပါတယ်မိတ်ဆွေတို့နားကြမမားပါဘူးကျွန်တော်ဒီကောင်ဘာတွေပြောနေရလဲဆိုပြီးတွေးမိနိုင်ပါတယ်ဝေဖန်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောတဲ့ YouTube မကြည့်ပါနဲ့ဆိုတဲ့ခေါင်းစဉ်ကအလကားမဟုတ်ပါဘူးစဉ်းစားကြည့်လိုက်ရအောင်မိတ်ဆွေတို့ editing တက်ချင်တယ်ဆိုရင် edit လုပ်ရပါမယ်နောက်တစ်ခေါက်ထပ်ပြောပါမယ်မိတ်ဆွေတို့ editing တက်ချင်တယ်ဆိုရင် edit လုပ်ဖို့လုပ်ရပါမယ်ဟုတ်ပါတယ် YouTube ကဗီဒီယိုတွေထိုင်ကြည့်နေအောင်နဲ့ edit တက်မလာပါဘူးဗီဒီယို editing app တစ်ခုခုတည်းဝင်ပြီးနေတိုင်း edit မှတာ editing ပညာရပ်ကိုရရှိလာမှာဖြစ်ပါတယ် editing ပညာရပ်မှာပညာဆုံးတက်တယ်ဆိုတာမရှိသလောက်ကိုရှားပါတယ်အခုလို AI တွေတိုးတက်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ editing skill က AI တွေနဲ့ရှင်လိုက်ရင် beginner အဆင့်မှာပဲရှိပါတယ်ကျွန်တော်ပြောတဲ့အတိုင်းတစ်လားလောက်ဆန်းလုပ်ကြည့်လိုက်တိတာတဲ့ရလဒ်တွေထွက်လာလိမ့်မယ်နော်နောက်ထပ်ဗာသိကျင်သေးလဲcommentမှာရေးခဲ့ပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်